ကားလို့ဆိုတဲ့အတိုင်းပဲဘလောက်ပဲကောင်းတဲ့စကားပဲဖြစ်ဖြစ်နားထောင်တဲ့ပုဂ္ဂိုလ်လိုက်နာတဲ့ပုဂ္ဂိုလ်နဲ့အဝင်ခွင်ကြဖြစ်ဖို့လိုအပ်တယ်ဒါကြောင့်မို့လူနဲ့စကားတတိထားဖို့လိုအပ်တယ်ပေါ့စကားပြောတိုင်းဟာကိုပြောတဲ့စကားဟာဘလောက်ကောင်းတဲ့စကားပဲဖြစ်ဖြစ်ကိုပြောတဲ့စကားကိုနားထောင်နေတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကြိုတင်ပြီးတော့သိထားသင့်တယ်ပေါ့အဲ့ဒါလို့မဟုတ်လို့ရှိရင်ကိုပြောတဲ့ထောင်တန်စကားသို့မဟုတ်သိမ့်ချီတန်တဲ့စကားတန်းချီတန်တဲ့စကားဟာပေါ့ပြက်ဖြစ်သွားနိုင်တယ်စကားပြောပြီးဆိုရင်လူတိုင်းဒီမြတ်စွာဘုရားရဲ့အဆုံးအမကိုတတိယပြီးဒီပုဂ္ဂိုလ်ကပြောတဲ့ပုဂ္ဂိုလ်လားဒီပုဂ္ဂိုလ်ကမပြောတဲ့ပုဂ္ဂိုလ်လားမပြောတဲ့ပုဂ္ဂိုလ်ဆိုမပြောနဲ့တန်ဖိုးရှိတဲ့စကားတွေအလဟတဖြစ်မယ်ပြောတဲ့ပုဂ္ဂိုလ်ဆိုမှပြောမှသာလျှင်ကိုပြောတဲ့စကားရဲ့ထိရောက်မှုအကျိုးသက်ရောက်မှုဆိုတာဖြစ်ပေါ်လာမှာဖြစ်တယ်ဆိုတော့အလေးနဲ့ထားပြီးတော့စဉ်းစားကြရအောင်